နေ့မှာတော့ကျောင်းသားတွေအားလုံးမှားလိမ့်မှတ်ထားရှိတဲ့ grammar လေးတစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ grammar လေးကဘာလဲလို့ပြောရင် I am lazy နဲ့ I am being lazy သူတို့နှစ်ခုဘာကွာလဲပေါ့နော်ပထမဆုံးနဲ့ကျွန်တော်တို့ဒီ I am lazy ပေါ့နော် I am lazy ဆိုတာကသူ့ရဲ့ဒီပင်ကိုယ်စရိုက်လက္ခဏာပေါ့တနည်းအားဖြင့်ကျွန်တော်တို့ personality လို့ပြောတဲ့အခါမှာကျွန်တော်တို့သုံးလို့ရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ I am being lazy ဆိုရင်ကြတော့ကျွန်တော်ဘယ်အချိန်မှာသုံးလို့ရှိလဲလို့ပြောရင်for example ဒီနေ့ကျွန်တော်ကပုံမှန်အားဖြင့်ဆိုတက်ကြွနဲ့စာအမြဲတမ်းလေ့လာလေးသူပြင်လုံးဝဝရိယရှိတဲ့သူပေါ့နော်ဒါပေမဲ့ဒီနေ့ကတနင်္ဂနွေနေ့ဖြစ်တော့ကျွန်တော်လေ့လာခြင်းပေါ့နော် because I'm being lazy ဒီနေ့တော့ရန်ပြင်းနေတယ်ပေါ့နော်ဘာမှမလုပ်ချင်ဘူးသူကတော့ temporary situation မှာသုံးတယ်ပေါ့နော်တခြား example တွေ for example now I'm quiet ဆိုရင် A few moments later ကျွန်တော်တို့ဒီ I'm quiet နဲ့ I'm being quiet လို့ထင်လည်းကောင်းမယ် I'm quiet ဆိုတာကကိုယ့်ရဲ့ personality ကိုတိတ်တိတ်ဆိတ်ဆိတ်အေးချင်းနေတဲ့သူမျိုးဖြစ်ပြီးတော့ I'm being quiet ကကြတော့ဒီနေ့ကျမှသူကငြိမ်နေတာအရင်နေ့ကတော့ active ဖြစ်ပြီးတော့ဗောနော်အဲ့တော့ကျွန်တော်တို့တွေက be plus adjective ဆိုရင်ကိုယ့်ရဲ့ဒီ personality အကြောင်းပြောပြီးတော့ being plus adjective ဆိုရင်တော့ကိုယ့်ရဲ့ဒီခုလက်ရှိဖြစ်နေတဲ့ feeling သို့မဟုတ် emotion ကိုပြောတာဖြစ်တယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye Unlock your power.